တိတ်နေရပေးရုံဖြင့်ပြည်လမ်းမပေါ်မှာအခန်းပိုင်ဆိုင်ခွင့်ရနေပြီဆိုတာသိပြီလား မင်္ဂလာပါရှင်ယူရိုပကဆိုဟိုရီလိုစီကားလာမဲ့10မိုင်ပြည်လမ်းမပေါ်က8မိုင်ဆိုဆေးဂလရီမှာကြိုဆိုပါရရှင် ရင်းနှီးမြှုပ်နှံသူတွေနဲ့အစစ်မြစ်နေထိုင်လူတွေအတွက်10မိုင်ပြည်လမ်းမပေါ်က 2.7 ဧကကျဲတဲ့8မိုင်ဆိုဟိုမှာပြီးစီးနေပြီးစောက်လုပ်ဆက်ပိုင်တူဆဲဆိုပြီးတော့ဇုံ3ဇုံတိစောက်နေပြီဖြစ်ပါတယ်အိမ်မိုင်ဆိုဟိုဆိုတာအများနဲ့မတူအဆောက်အဦတွင်မြေများကိုယူရိုပငွေသက်များအတိုင်းဖွဲ့စည်းတည်ဆောက်ထားပြီးတော့မြန်မာနိုင်ငံရဲ့ကလပ်စစ်ရဲ့ကိုလိုနီယယ်ဒီဇိုင်းကိုနိုမီနီယမ်ပဲဖြစ်ပါတယ်အိမ်မိုင်ဆိုဟိုမှာဆိုရင် Studio Type 1 bedroom, 2 bedroom, 3 bedroom ဆိုပြီး square feet 300ကျော်မှ1000ကျော်ထိရရှိနိုင်မှာဖြစ်ပြီးတော့ပေ20မြင့် high ceiling ပါရှော့ဟောင်များတော့ကတော့ square feet 1000ကျော်မှ3000ကျော်ထိရရှိနိုင်မှာဖြစ်ပါတယ်။ဒါအပြင်ဆွဲဆောင်မှုရှိတဲ့ multi color တော့ Barry Mosses လာများနဲ့ခန်းနာလှပပြီးပြင်ပပြူများကိုမြင်ရတဲ့ glass observation elevator များဖြင့်ဖွဲ့စည်းတည်ဆောက်ထားလို့ယူရိုငွေသက်အပြည့်ရရှိမှာဖြစ်ပါတယ်။အိမ်မိုင်ဆိုဟိုဟာမျိုးဆက်သစ်လူငယ်တွေအတွက်တင်နန်းကျောင်းများဗတ်များအမှုပညာယဉ်ကျေးမှုလုပ်ငန်းများနဲ့စံတက်တည်ထင်မှုများကိုတနေရာထဲမှာလွတ်လပ်စွာရှုမြင်ဖန်တီးနိုင်မဲ့နေရာတစ်ခုဖြစ်သည့်အပြင်စီးပွားရေးလုပ်ငန်းရှင်များနဲ့လူငယ်များရဲ့လက်ပသောအိမ်မက်များကိုအကောင့်ထည့်ဖော်နိုင်မဲ့အကောင်းဆုံးနေရာဆိုလဲမမှားပါဘူးရေခဲအသက်ကြာအသက်နဲ့အချက်ချကြတဲ့အိမ်မိုင်ဆိုဟိုမှာ special sale and discount တွေရှိတာမို့လို့စိတ်ဝင်စားရဲဆိုရင်အခုပဲဆက်သွယ်လိုက်တော့နော်အနာဂတ်လူငယ်များနဲ့လုပ်ငန်းရှင်တွေအတွက်အခွင့်အလမ်းကောင်းတွေစတင်ဖန်တီးလို့ရမယ့်နေရာ Gateway for Tomorrow